Hello everyone ခုဗလော့လေးကတော့ချောမန္တလေးမြို့ကိုတလရဲမှာ3ချိန်ရောက်ဖြစ်ပုံကို record လုပ်ထားတဲ့ vlog လေးပဲဖြစ်ပါတယ်။ကီလိုကျော်သွားပြီတန်းချင်းဆောင်လိုက်ရတယ်။အဲဆောင်လိုက်ဒါကတော့ဒုတိယအကြိမ်မန္တလေးမြို့ကိုတွားခြင်းဖြစ်ပါတယ်။ဒုတိယအကြိမ်ကတော့ချောပြိုင်ပွဲရှင်မြိုင်မှုအတွက်လာရတာဖြစ်ပါတယ်ရှင်။ဒါကကျွန်တော်အနားပြပေးပါဦးနော်။ဒါကတော့မြို့မှာနှစ်တရာပြည့်တေးသချင်းအဆိုပြိုင်ပွဲဖြစ်ပါတယ်နောက်ဆုံးတော့ဆန္ဒတွေပြီးသွားခဲ့ပါပြီချောကပထမအချိန်မန္တလေးမြို့ကိုရောက်ခဲ့တဲ့မန္တလေးနန်းတော်တွေကိုအရန်လာကျင်တာပါဒါပေမဲ့အချိန်မရတာနဲ့မန္တလေးနန်းတော်မဝင်ခဲ့ရပါဘူးအခုဒုတိယတစ်ခေါက်မှာတော့မန္တလေးနန်းတော်မရောက်ရဝင်ခဲ့ပါတယ်ချောငယ်တော့မန္တလေးနန်းထဲကိုလာလေရင်မန္တလေးနန်းတော်အထဲထဲကိုပဲကြည့်ရှုလည်းပဲဖြစ်ပါရဲ့အခုခါမှာတော့မင်းတို့မင်းတရားကြီးအလိန်နမတော်ဖရားနဲ့စကြဒေဝီမိပြေခေါင်းကြီးတို့ရဲ့ဥပ္ပယသက်တွေကိုကြည့်ရှုလေ့လာခဲ့ပါတယ်ဒါကတော့ဘဝရှင်မင်းတို့မင်းတရားကြီးနဲ့အလိန်နမတော်ဖရားစင်ဖြူမရှင်မိဖရားကြီးတို့ရဲ့ဥပ္ပယသက်ဖြစ်ပါတယ်ဒါကတော့မင်းတို့မီဒီယာကြီးလက်ထက်မှာစတင်တည်ထောင်ခဲ့တဲ့ဒင်းကားသုံးစက်ရုံဖြစ်ပါတယ်ဒါကငွေရည်ကြိုတိုက်ခန်းဒါကငွေပြားကြီးကြက်တိုက်ခန်းဒါဆေးရည်တက်စိန်တိုက်ခန်းဒါတန်လုံးဆက်ဖြင့်ကြိတ်လှုပ်ထားသည့်တိုက်ခန်းဒါဒင်းကားများကိုဗာလဲမမြင်ရတော့ဒါဒင်းကားကိုထောင်းပြီးသည့်တိုက်ခန်းဒါဒင်းကားကိုပျော့ပြအောင်လုပ်သည့်တိုက်ခန်းနဲ့ဒါကတော့လမ်းလျှောက်ရလို့မောနေတဲ့အတန်းနဲ့ပြောနေတာဖြစ်ပါတယ်။ဒါကတော့အပီအပြင်ဓာတ်ပုံရိုက်နေတဲ့ဖွဲ့ဖြစ်ပါတယ်။ဟုတ်ကဲ့။ဒါကတော့ဒင်းကားစိန်ရုံရဲ့ဘေးမှာရှိတဲ့အဆောက်အုံတစ်ခုပါ။ဘာအဆောက်အုံလဲဆိုတာကတော့ရေးသားထားခြင်းမရှိပါဘူး။မရေးထားဘူးတဲ့တေးပေါ့ဖေဖေကတော့မီးတကြိုဆက်ဖြစ်လိမ့်မယ်လို့ခန့်မှန်းပါတယ်ခုကတော့ဟိုဘက်ကနေပြီးတော့ဒီဘက်ကိုလာဖြစ်ပါတယ်ဒီကတော့ကျွန်တော်အခုကဘယ်ကိုရင်သွားမလဲရင်သွားမယ်ဟိုကာရပါလဲပြီးတယ်အေးမမြင်ရဘူးဒါကတော့ဥပုဒ္ဒောဆောင်ဖြစ်ပါတယ်ကုန်းမောင်မင်းဆက်ဒါကမင်းဆက်တယ်မတူဘူးနော်မတူကိုနှိုက်ချပါတဲ့တရားမုံမိုင်းဒီရတာပြုတ်ကြတယ်။ဟုတ်တယ်ငါတော့လည်းဆောင်းဒါကတော့မင်းတို့မီဒီယာကြီးရဲ့တောင်တန်းမတော်စကြဒေဝီပြခေါင်ကြီးရဲ့ဥပ္ပယသက်ဖြစ်ပါတယ်။ဒါကတော့မြတ်ဦးရင်နဲ့မြတ်ဦးရင်တန်တော်မှာဖြစ်ပါတယ်ဒါကတော့နန်းတော်လေးကိုသွားခြင်းနဲ့ဖေဖေကိုမြတ်ဦးရင်ထဲမှာလေးလာခြင်းပြီးတဲ့သမီးအတွက်မမီကညှင်းခုန်ပေးနေတာဖြစ်ပါတယ်ကိုကြီးကောင်းကောင်းရဲ့အကအလှဖြစ်ပါတယ်ဒီကပြပြလှုပ်ထားတာများဆက်လားကြောက်ကိုအကောင်တိုက်ရအားရလာဖော်လာလိုက်တာညာနန်းဆန်ကျော်ရွှေနန်းတော်ကြီးဖြစ်ပါတယ်ဒီရဲ့အစ်စ်ကိုဒီဟာတဟအလင်း ရှရနာချီနင်းတော့ရန်ကုန်ပြလိုက်မှာ
မမေဒီမှာရတနာပန်လျက်တော်တဲ့ သူ့လက်ကကင်ထားတဲ့ဟာလေးပါပြီးအဲ့လိုမျိုး ရတနာပန်းထောင်းတော်တဲ့ဒါကနန်းဆွဲအုပ်တော်တဲ့နန်းကေတီရိုက်တော် မှန်ပါလား မှန်မပါဘူး နှလုံးထဲပါဝင်ပါ မပါဘူးအေးလေ ဆိုတာတရားစီရင်တဲ့နေရာ ဒီမှာဆက်မှာစေးမှာ ဒီတော့ရှိုင်းမနေနဲ့ဒီ ကျွန်တော်ရိုက်ပါတယ်ဗျာ အမကိုကျန်းမျက်နှာအကြီးပဲ တောက်လိုက်တော့အဲ့မှန်တမ်းရဲ့လက်ရအောင်လေဘယ်နန်းတော်တစ်ခုလုံးဘယ်လက်ရမှာမဟုတ် ရန်နေဒီက တန်းကိုသွား ဒီဘက်တစ်ချမ်းကိုအရင်ပြအောင်ထွက်မယ်ဟိုဘက်ကျရင်ဟိုဘက်တစ်ချမ်း2878နန်းတာနန်းတာ နား တ လား မဟာလိုက်နဲ့နန်းတော့ဗော ဒါကတော့မြောက်စမှုဆောင်ဖြစ်ပါတယ် ဖတ်တော်မူပြီးတော့ တိမ်မြန်းတော်မူတယ်တဲ့မြောက်နန်းမိဖုရားကြီးရဲ့အဆောင် ဒီ အနောက်နန်းမိဖုရားဆောင်နဲ့အလန်းဆန်ကျော်ရွှေနန်းတော်ယဉ်ကျေးမှုပြတဲ့ကိုလည်းဝင်ရောက်လေ့လာခဲ့ပါတယ် ပတ်ထွေးဒီထဲမှာမလို့ ဖေဖေဒီမှာပုံစံဝီ ကဲလက်ရနန်းနဲ့လက်ရအကျန်းတောင်းလို့တိတ်တော့နော် မုံအဲ့ဒီဘက်ဆောင်းပြန်နေနေရှိရောမုံအဲ့လိုပါညာမထိုင်နေလိုက်တယ်ဝင်လိုက်တယ်နောက်မျက်နှာဝါခလေးလေးမှာ ဒီမှာတော့မင်းတော်ခါကိုစီးထိုးထားတာပါ စစ်တွေဆို ဝင်းကြီးပါလား ဝင်ကြီးပါဗျာလိုက်တယ် ပြတော့မျက်နှာရိုက် ဝိကနောက်ထပ်စီးမိသွားတာကတော့ကိုကြီးကောင်းကောင်းဖြစ်ပါတယ် ပါဝင်ကြီးလေ ရှိုးရှိုး6 6 ဒါကတော့အိုင်တင်အပီပြင်ပေးနေတဲ့ကိုကြီးကောင်းကောင်းပါ လိုက်တယ် ပုံစံလက်အဆက်လာပုံမှန်က ဝင်ကြီးဟုတ်ဝင်ကြီး ဒါလည်းအဆက်ပဲလာဒါ ဒီမှာလေးရိုးစီးနေတာအားလား မရုပ်ဘူးရှိရမင်းကြီးလေး ချိန်အစဉ်ကြည့် မမေဒီမှာလေးမမေ ဘာလို့ညာတော့ ਨੇ အဲ့လိုကူးကူးဆက်ဆံမှုရှိနေတော့ဒီအိမ်တော့ကွာတော့ ရှိနေ ဘောလေးထိုင်မသိဘူးထိုင်မသိဆိုတာထမန်ကိုပြောတာမဟုတ်အင်းကြီးကိုပြောတာမလေး อืม ပြလိုက်တာဒီဘုံလေးလက်ထပ်မှာပါပြင်သစ်နိုင်ငံ မုနိဖျားတို့လူတန်းခဲ့တယ်တဲ့တာကြီး ရှင်ထိတ်စုမြတ်ဖရာလက်မြောက်သားတော်သခင်လက်ပြီးတော့ပေါ့ပြပြပါဟောဖေးအောင်ဖေးတယ်ဝင်းယူရောင်းရောဖေးတယ်ဒါပင်းထိတ်ခါ နာအေချိုးတော့ချစ်စရာလေး အထီလာစုဖေး ချောသားတော့ချစ်စရာလေးက တောင်တွင်းကြောင်ထိတ်ခေါင်ညာလေချောတာကောင်းတာ ဦးမျိုးတိန်ဒီမျိုးဝင်ဦးရှိ မင်းတို့မင်းရဲ့လေရင်ကြီးချကိုယ်နိုင်ပြပါအောင်လေလားမင်းရဲ့လေရင် စုဖျားလက် อืม ဟိုစီလက်ကကိုင်းလာ မန်ပြီးတော့ပါ လင်းလျှော့လိုက်ဒီကောင်စာရမ်းမြင်မြင် ဘယ်လိုအလင်းလျှော့ ဖုန်းလေးကိုလျှော့လိုက်ပေါ့ ဒါကတော့ညဘက်ကျုံပြီးမှလမ်းလျှောက်ကြတာဖြစ်ပါတယ်စပိန်တော့မစည်းခဲ့ရပါဘူးမန္တလေးမြို့ရဲ့ညနဲ့အတူအမှတ်တရဓာတ်ပုံလေးတွေဖြစ်ပါတယ်ဒါကတော့ရန်ကုန်ကိုပြန်မဲ့မနက်မှာဟိုတယ်ကနေမြင်ရတဲ့ City View ဖြစ်ပါတယ် Bye bye see you on the next video